စီးကျူရုတ်တရက်ကျသွားတယ်ဆိုတာစက္ကန့်ပိုင်းအတွင်းအသက်ဆုံးရှုံးနိုင်တဲ့အရေးပေါ်အခြေအနေဖြစ်တယ်ဆိုတာကိုတင်သိပါသလား။ကျမရဲ့မိခင်ကလည်းဒီလိုမျိုးစီးကျူကျနေတဲ့အချိန်မှာအချိန်မီကုသမှုမရခဲ့တဲ့အတွက်ကြောင့်မလို့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီတော့ဒီလိုမျိုးအသက်ဆုံးရှုံးမှုတွေမဖြစ်ရအောင်လို့စီးကျူရုတ်တရက်ကျသွားတဲ့အချိန်မှာအရေးပေါ်ကုသမှုနည်းလမ်းတွေကဘာတွေဖြစ်မလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးပါမယ်။စီးကျူကြတယ်ဆိုတာကလက်ထိတ်ဖောက်ထိလိုက်လို့သွေးရင်းတကြားတဲ့80အောက်ရော့နေတာကိုပြောတာပါခံစားရမယ့်လက္ခဏာတွေကတော့ဂရုံကရင်ဖြစ်လာမယ်၊ဇောကျွေးတွေပြန်လာမယ်၊ခေါင်းတွေမူးနှောင်းနှောင်းနဲ့ချာလည်းဖြစ်လာမယ်၊စိတ်တွေလည်းရှုပ်ထွေးပြီးတော့ဗိုက်လည်းစားတယ်လို့ဖြစ်လာပါလိမ့်မယ်။လူနာကတတိရှိပြီးတော့မျိုးချနိုင်သေးရဆိုလို့ရှိရင်တော့တကြားငါးစွန်ဒါမှမဟုတ်ရင်အချို့ရည်ကိုဝင်အောင်တိုက်ပေးရပါမယ်။လူနာကရုတ်တရက်တတိလစ်သွားပြီဆိုရင်ရောဘာလုပ်ရမှာလဲ။ဒီအချိန်မှာလူတော်တော်များများလုံးမိရဲ့အမားတစ်ခုရှိပါတယ်။ဒါကတော့တတိလစ်နေတဲ့လူနာရဲ့ပါးစပ်ထဲကိုအချို့ရည်ဒါမှမဟုတ်ရည်တွေကိုအတင်းလောင်းထည့်တာပဲဖြစ်ပါတယ်။လူနာကမျိုးမချနိုင်တော့တဲ့အတွက်ကြောင့်မို့လို့အသက်ရှူလမ်းကြောင်းပိတ်ပြီးတော့အသက်ဆုံးရှုံးနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုလုပ်ရမျိုးကိုတော့လုံးဝမလုပ်သင့်ပါဘူး။တတိလစ်နေတဲ့လူနာကိုအရေးပေါ်ကုသရမယ်နီလန်းကတော့ပြားရည်ဒါမှမဟုတ်လို့ရှိရင်တကြားအနှင်းငယ်ကိုယူပြီးတော့မှလူနာရဲ့တဖုံးဘေးနာကိုအတအရာတုံလိမ့်ပေးရပါမယ်ဒီလိုလုပ်ခြင်းအပြင်သွေးကြောတွေကနေပြီးတော့မှအချိုဓာတ်ကိုချက်ချင်းစုပ်ယူနိုင်ခြင်းကိုကူညီပေးပါတယ်ကဲ၍အစ်မှာဂလူကာကိုထိုးဆေးရှိမယ်ဆိုလို့ရှိရင်လည်းပဲထိုးပေးနိုင်ပါတယ်ပြီးရင်တော့လူနာကိုဘေးတစ်စောင်းလဲထားပေးရပါမယ်ဘေးတစ်စောင်းလဲထားရခြင်းရဲ့ရည်ရွယ်ချက်ကတော့အဆုတ်ထဲကိုအန်ဖက်တွေဝင်မသွားအောင်နဲ့ရှာကနေပြီးတော့မှလေလန်းချောင်းကိုပိတ်မသွားအောင်လို့ဖြစ်ပါတယ်ပြီးရင်တော့ဆေးရုံကိုအမြန်ဆုံးပို့ဖို့အတွက်စီစဉ်ရပါမယ်အခုကျွန်မပြောပြတဲ့ကျန်းမာရေးဘိုးလူသားတွေကတန်မိုးရှိရဲ့အတွက်ကြောင့်မို့လို့ကိုချစ်ရတဲ့သူတွေကိုလည်းသိရအောင်လို့ share လုပ်ပေးလိုက်နော်နောက်နေ့တွေမှာလည်းကျန်းမာရေးဘိုးလူသားတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့